အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Kiwi Crab ပဲဖြစ်ပါတယ်ဒီနေ့မှာဆိုရင်တော့ကျွန်တော်စာမေးပွဲပြီးသွားပြီပေါ့နော်ကျွန်တော်စာမေးပွဲပြီးသွားတဲ့အတွက်ဗီဒီယိုတွေကိုနေ့စဉ်နေ့တိုင်းတင်ပြတော့မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ဘလို့ကိုစပြီးကြအောင်နော်ဘလို့ခုကျွန်တော်ရဲ့ channel လေးကပေါ့နော်နည်းနည်းတော့တက်လာပါပြီ like လေး subscribe လေးပေါ့နော်အဲ့ဒါကိုလည်းကျွန်တော်ဝမ်းသာပါတယ်တယောက်ချင်းချင်းနှိပ်ရတဲ့သူတွေကိုလည်းကျွန်တော်ကိုဝမ်းသာပါတယ်ပေါ့နော်မဟုတ်ကျေးဇူးတင်ပါတယ်ပေါ့ကျွန်တော်ဘလို့ပြောလို့ပြောမှန်းတော့မသိပါဘူးအခုကတော့ကျွန်တော်ကြိုင်ပြင်းလို့ပေါ့နော်တွင်းမယ်ကျွန်တော်တော့ဤပန်လည်းဗျာဘာမှလုပ်စရာမရှိဘူးပေါ့နော်ရွေးချယ်တရားနဲတယ်ရွေးချယ်တရားနဲတာမဟုတ်ဘာမှလုပ်လို့မရကျွန်တော်ဖဲဤပန်နဲ့ဗျာကွာပေါ့ကြင်းမှာဆိုတော့ကျွန်တော်အပင်ကြီးအောင်ပေါ့အပင်တစ်ခုကြီးအောင်လုပ်ပါမယ်ဗျာအစ်ပေါ့ပြင်းရနော်ဘာမှလုပ်စရာမရှိနားနေအခု Dragon Flu ပေါ့နော်မရှင်လေးလုံးလိုက်အောင်Habit 2ပေါ့နော်ကျွန်တော် Habit 2လေးကိုကျွန်တော်ယူလိုက်မယ်ယူသွားရင်ဟိုဒီDragon Flu ဝင်လိုက်ရှာပါမယ် Dragon Flu ကြောက်အောင်ကျွန်တော်စီချော့နေမယ်ဒီကောင်သွားပြီးမယ်ပေါ့ Okay ကျွန်တော်မှာကွာရတော့29ကွာရှိသွားပြီပေါ့နော်ကျွန်တော်ဥတွေထပ်တိုးမယ်ကျွန်တော်ပတ်တွေထပ်တိုးမယ်ဒါလည်းရတယ်ပေါ့ Okay I will do it ရောရပါတော့39ချက် Okay ဟွာအီဆယ်လေးဆိုပြီးကျွန်တော်နှိပ်လိုက်မယ်ပေါ့နော်ဒီတိုင်းလေးကဲပါဆိုရင်ကျွန်တော်ဒီကောင်ပေါ့နော်ခြံ3ကြံဖြစ်ကားပြီအကြိုင်တော့ကောင်းမှာတော့တစ်ခုတရာဒီစုမှဖြစ်ပါတယ် Okay ကျွန်တော်ဒါပါချိန်မယ်အဲ့မောင်တို့စာပါချိန်နည်းနည်းလက်တယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်ရဲ့ကားရင်းဖြစ်ပါတယ်အတီးကြီးတွေလှုပ်ထားတဲ့ကားရင်းပေါ့နော်ဒီထဲမှာဆိုရင်တော့ကျွန်တော်အပင်တက်လေးတွေလည်းစိုက်ထားတယ်ပေါ့နော်ဟိုကကျွန်တော်ဒီအပင်ကြီးကိုကျွန်တော်ကြီးအောင်လုပ်ပါမှာဟုတ်တယ်ကျွန်တော်ကြီးအောင်လုပ်ပါမယ်ကြီးအောင်လုပ်ပါမယ်ပေါ့နော်ဗျာဘလို့ပြောဦးမယ်အဲ့ဒီပင်အဲ့လေဟိုလိပ်ပြအပင်ကြီးလားရိုးရိုးပင်လားမသိဘူးနော်ဘာပင်လဲတော့ကြည့်ဗျာကျွန်တော်ကကြားလာတယ်အင်ဂျယ်ဟုတ်တယ်အင်ဂျယ်စီးပတ်တော့ကေးမရှိပါလားတော့လုတ်တာတော့လုံပါဗျာဒီအခုတော့ဥဖောက်လိုက်အောင်ပဲပေါ့နော်ကျော်တော့ကအက်ကတော့အရေးကြီးဆုံးပါကျွန်တော်တို့ဂိုးတန်းမဟုတ်ပါဘူးဂိုးတန်းကူမဟုတ်ပါဘူးဒီတိုင်းကူတိုင်းကောင်းပြီကာကျွန်တော်မှာအကောင်ကြီးပြည့်နေတယ်ပေါ့နော်အဲကြောင့်ဒီကောင်ရောင်းလိုက်မီလီတော့ဒီကျွန်တော်ဘာပြီးလဲဒီကောင်ရှိမယ် let's go ပြေတော့ညဒီကောင်မရောအဲ့ထောက်ပြီးမရောကျွန်တော်နောက်ထပ်အကောင့်တစ်ကောက်ထောက်ဖွင့်ရမယ်ထင်တယ်အဲ့မှာကျွန်တော်ဒီအကောင့်လေးတွေသွားထည့်ထားလိမ့်မယ်ဗျာပိုးနေတဲ့ဟာလေးတွေပေါ့နော်အဲ့လိုဆိုရင်တော့ကျွန်တော်ပိုကောင်းလာဒီမင်းနဲ့လားဒီကောင်မရောဘူးဘောဘင်းနဲ့ရောalready say ကားလေးကိုပြန်လာမယ်ပေါ့နော်အကောင်ဖောက်ကျွန်တော်အကြီးအောင်လုပ်ရမယ်ပေါ့နော်ဒီအကောင်ဖောက်လိုက်ဒီရတော့ဒီမှာဓာတ်လေးပဲပေါက်နေပေါ့မှာဓာတ်လေးပြန်လာပြီးငါတပည့်ငါလေးတစ်ပြည့်နဲ့အရင်မှာငှက်ရုပ်ပေါက်တော့ Okay ဟုတ်ဒါဟုတ်ပြီအဲ့ဒါလည်းတစ်မျိုးပေါ့နော်နောက်ထပ်3လုံးကတော့ဟိုပြန်ဖောက်ပါဒီကောင်ရောင်းနည်းနည်းပဲရပါစက်ဘာမှလည်းသုံးမလို့ပေါ့နော်ဒီကောင်လေးဒီကမတင်ခွေးတူဝက်တူကြတယ် Okay တော့ကားလေးကိုပြန်မယ်ပွားရင်ဒီကမှနောက်ထပ်ဥ3လုံးရှိတယ်ပေါ့နော်အဲ့3လုံးတော့ထပ်ဖောက်ပါမယ်ဗျဒီကဗီရထက်ရတယ်
ဒီမှာကောင်းတာဆိုလို့ Razor B တစ်ကောင်ပဲရှိပါတယ် channel တစ်ကောင်လုံးဆုပ်ပြတ်တတ်နေရပါတယ်အားကြောင့်မို့ကျွန်တော်အကုန်လုံးကိုအိတ်ထဲထည့်လိုက်ပါမယ် Okay ကျွန်တော်ဒီ Springer SPRIN Advanced B Basic Master Glory Grandmaster ဒီကောင်တွေပေါ့နော်ဒီ Travel ယူနဲ့ DROVAL မှားပါပြီ DRO VE ရဲ့ Travel ကျွန်တော်အတီးကြတော့အကုန်ကြီးအောင်လုပ်မှာနော်စုပြီးတော့ Okay မင်းလာမယ်တကယ်မင်းလာမယ်ပေါ့နော် Okay ပွားရင်ကျွန်တော်နောက်တစ်ခုပေါ့ဒီကောင် Yep ပွားရင်ကျွန်တော်တို့စာထဲမှာပေါ့နော်စာထဲမှာတင်ရတဲ့စကားများနေဘူးပဲပြင်ရောကျွန်တော်စာထဲမှာတော့ရဲ့စာထဲမှာတင်ရတဲ့အပင်တစ်ပင်ရှိရပေါ့နော်ဒီပင်ရတော့မုတ်တော့ငါလည်းတွေ့တော့ဒီမှာဗျကျွန်တော်စာထဲမှာတင်ရတယ်ဗာလဲနှွေနှွေးပေါက်ပင်ဆိုတာမသိဘူးသူ့ရဲ့အစည်းလေးတွေကဗျာအဲ့လိုပုလဲစိတ်ကြီးပါလေကတ်သွားရင်သူကအဲ့တော့အစာချီထွက်ပြီးစားဟုတ်တယ်ဗျာအဲ့လိုပင်ကဲဒီပင်လေးပြီးအောင်လုပ်ပါမယ်ပေါ့နော်ကဲ BASIC basic နော်ဟိုနဲ့တို့ဒီကောင်အရေးကူရမယ်ပေါ့နော်အပြင်ကြီးချင်းကဲတော့မှကူရမှာလေတော့အားကြီးဟိုတော့ကျွန်တော်ရဲ့ BASIC basic Springer ပေါ့နော်ကျွန်တော်ဒီထည့်မယ် Grandmaster ထည့်မယ် Point Master Springer ထည့်အမ Glory ထည့်မယ်အ Master တစ်ခုပဲရှိတော့လေကျွန်တော် event နေပါပေါ့နော်ကျွန်တော်ဖန်တော့မယ်ဗျာမဖန်ရင်ကျွန်တော်ပြီးပြီတော့ပေါ့နော်ကုန်ပြီပေါ့ဟုတ်ဘာမှမရှိတော့ Okay ကဲကျွန်တော်ဘယ်လောက်ထိကြီးလာမလဲဆိုတာဒီစောက်ကြည့်မယ်ပေါ့နော် event တွေမှာဒီနေ့လေးလုပ်နေကျွန်တော်ရဲ့ဒီကောင်လေးကိုအကောင့်လေးကြောင်းလိုက်တက်မဟုတ်ကြတစ်ကကြတော့ကျွန်တော် mutation တွေအတွက်တီးနှက်ထည့်ထားတဲ့အကောင်လေးပေါ့နော်အဲဒီမှာ T-red တို့ဘာလို့ညာတို့ဗျာသုံးပါကြတော့ကျွန်တော်တို့ဟုတ်တယ်ဗောနော်အပင်ကြီးအောင်ဒီမှာ EO4 5.7 dot အဲ့ကိုကျွန်တော်ခုရေးခေါ်တာစကားမပြီးတေးလေးတကယ်တေးလေးမတေးလေးအဲ့ပေါက်တာမြန်တာတဲ့ပင်ကြီးအလောက်မပရင်ဘူးဗောနော်ဒီကောင်ပေါက်တတ်တော့မြန်တယ်ဗောဒါမှလှတယ်ဗျခိုးတန်းကြတာကျွန်တော်နော် like 1k ပြင်လို့ပြောထားတဲ့ကတိတိုင်းပဲဗောနော်ကျွန်တော် 1k ပြည့်တဲ့နေ့ကျရင်လည်းဒီထဲတည်းဟာတွေအကုန်လုံး mutation တွေစုံနေဗျာအကြံ pro ကိုကျွန်တော် giveaway ပေးမယ်ဗောနော်ကျွန်တော်ရဲ့ private server ထဲမှာလူ9ယောက်ဆန့်ပါတယ်အဲ့4ယောက်ကိုပေးသွားမှာဖြစ်ပါတယ်ဗောနော်နောက်ပိုင်းနောက်ဗီဒီယိုလေးအဲ့လို like 1k တွေပိုင်းပြေးခဲ့တော့ရှိလဲတော့မပြေးရင်လည်းရတယ်မပြေးလည်းပြေးမှာဗောနော်ဒီကောင်လေး okay ဒီကောင်လေးဖြစ်တယ်ကျွန်တော် mission လေးသွားလုပ်မယ်ဗောအဲ့လိပ်ပြလို့ဘာလို့အပင်ယူကြည့်တယ်လိပ်ပြအပင်ဘုံဖူးနဲ့ထင်တယ်တော့ငါထင်ရတယ် okay give me this should be this date see လေတမငါးထက်တောင်ဗလားကြည့်နေတယ်ကြီးရောရောက်ဖမ်းမအေးဘီလိုက်မကြီးရော okay အဲ့ဒီဘောနော်ဒီကောင်လေးပဲမန်ကိုခက်ပြီးကြတာဒါမန်ကိုနှစ်ခါကြလာတာဗျကြီးရလျှော့တယ်တော့မယ်ဘောနော် what type ပဲ basic ဟိုရောင်းတယ်ဘောနော်လူမီတဲ့အလျှော့ဦးနေဘာမှမရှိတော့ဘူးနော်တော့ပြန်လာခဲ့ Okay ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပဲပေါ့နော်နောက်နေ့ဒီကြာရင်ကျွန်တော်ဆက်တင်ပေးပဲပေါ့နော်အဆက်မပြတ်ဒါကျွန်တော်နေကင်းပတ်လေးပြင်းလို့လုပ်တာပေါ့ဗျာကျွန်တော်လည်းခုမှအဲ့ရထထကြီးဆိုတော့လည်း
ရာလေးကိုပြင်းလို့လုပ်တယ်ပေါ့နော်တောက်ပိုင်းကျရင်ကျွန်တော် giveaway တွေပေးသွားမှာဆိုတဲ့အတွက်တို့ဗီဒီယိုလေးတွေကိုကျွန်တော် like and share subscribe လေးလုပ်ထားခဲ့ဦးပေါ့နော် giveaway လေးကဘယ်လိုပေးမှလဲဆိုတော့ကျွန်တော်အကောင့်အခုကြော်ရိတ်ကြီးကောက်ကိုဗျာဘလို့ comment မှာပေးထားလိုက်မယ်ဘလို့ကအဲ့ဒါကိုလာအပ်ထားလိုက်ပေါ့နော်လာအပ်ထားgiveaway ပေါက်တဲ့သူကိုဘလို့ကျွန်တော်စာပြန်ပါမယ်အားလေးကိုဘလို့ကြည့်ထားပါတော့ကျွန်တော် giveaway ဖောက်မဲ့နေလေးကိုလည်းကျွန်တော်ပြောပြထားပါမယ်ပေါ့နော်ပြီးနော်အားကြောင့်အားလုံးပဲဒီ view လေးကိုဒီနားမှလေးရန်နာခြင်းပါတယ်ပေါ့နော်မပြတော်တော်ကြီးနေပါပြီပေါ့နော်အဲ့ဒါလေးတော့မှတော်တော်လှနေမယုံနေတာရင်မို့โอเคတို့အထက်တဲ့ကျွန်တော် channel ဝင်ပြီးတော့ဘလို့ကြိုက်တဲ့အဒီနှလုံးပေါ့နှလုံးသုံးဖို့တစ်လုံးပေါ့လူများရင်တော့လူများတယ်လို့ပေါ့လူနဲ့တဲ့လို့ဖူးခိုင်းမှာဖြစ်ပါတယ်ပေါ့နော်ကြိုက်တဲ့ဟာယူပေါ့ကဲဟောဒီနေ့ဒီ view လေးကတော့ဒီတောင်းနဲ့ပဲဆုံးသက်ချင်ပါဘာဖြစ်လဲဆိုတော့ကျွန်တော်ပတ်ဝန်းကျင်ကနေဆူညံနေတော့ပါပေါ့နော်ဘရိုအတွက်လည်းတော့ကြည့်နေတဲ့သူတွေအတွက်လည်းအဆင်မပြေမှာဆိုလို့ပါအဲကြောင့် channel လေးကိုကျွန်တော် like share subscribe လေးပေါ့နော်အဲ့လေးနဲ့ဝန်းရံပေးပါဦးကျွန်တော်ဘာမှမရှိတော့လို့ပါဘူးเนาะအခုလည်း subscribe ကကျွန်တော်ခုနကတော့16ရောက်15ရောက်ပဲရှိရောပေါ့နော်ဘယ်လိုတယောက်ရှုပ်လိုက်လဲတော့မသိအားကြောင့်ကျွန်တော်ဒီဗီဒီယိုလေးတင်လို့ bro ကြောင့်ဗီဒီယိုတွေ့ like share subscribe လုပ်ပေးကြပါဦးပေါ့နော်ကျွန်တော်အားလုံးပဲကျေးဇူးတင်ပါတယ်ပေါ့နော် bye bye